ကဲတနေ့လားသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါတင်းလားသားသမီးကျွန်တော်ရဲ့မိတ်ဆွေများနှစ်ဟောင်းကုံဆုံးပြီးတော့မကြခင်မှာ2026ခုနှစ်တည်တဲ့ဝင်ရောက်တော့မှာပါနော်အဲ့တော့2026ခုနှစ်အတွင်းမှာတင်းလားသားသမီးတွေကြုံတွေ့နိုင်တဲ့ကံကြမ္မာအဆိုးကောင်းတွေအတွက်ကျွန်တော်တို့ဒုက္ခကျယ်ပွင့်တဲတော်နမိတ်ဒါတစ်နှစ်စာနမိတ်ဖတ်ပြီးမှာဖြစ်ပါတယ်နော်2026ခုနှစ်တစ်နှစ်တာကာလပတ်လုံးမှာပထမဆုံးကြတဲ့တဲတော်နမိတ်ကကြတော့ရွှေကလတ်ထဲကနေပြီးတော့ရေလေးတွေဖြာကျနေတဲ့နမိတ်ဖြစ်ပါတယ်။အောက်မှာဆိုရင်ကန်ရှိတယ်။အဲ့ကန်ထဲမှာဆိုရင်ကြာကန်ပေါ့နော်။လက်တစ်ဘက်ကတိမ်တိုက်ထဲမှာထွက်လာတဲ့လက်ပဲ။အမှန်တမ်းမှာကောင်းသောကံကြမ္မာမျိုးဖြစ်ပါတယ်။တကယ်တော့သားသမီးတွေ2026မှာကြိုတင်ပြီးတော့နမိတ်ဖတ်မယ်ဆိုရင်အေဂျင့်ပဲ။အေဂျင့်သွားမယ်ပေါ့ဗျာ။ဘာအတွက်ပူပန်နေလဲအကုန်အေဂျင့်သွားမှာ။ငွေကြေးအတွက်ပူပန်နေတဲ့တကယ်တော့သားသမီးတွေ2026မှာအေဂျင့်သွားမယ်။ငွေကြေးနဲ့ပတ်သက်တဲ့ပူပန်သောကတွေကင်းသွားမယ်။အလုပ်ကိစ္စနဲ့ပတ်သက်ပြီးတော့စိတ်မောလူမောဖြစ်နေတဲ့တနင်္လာသားသမီးတွေ2026ခုနှစ်မှာတေချာပေါက်အလုပ်ကိစ္စတွေအဆင်ပြေပြီးတော့နှလုံးစိတ်ဝမ်းအေးချမ်းသွားပါလိမ့်မယ်။ငွေကြေးအတွက်ပူပန်နေသလားအလုပ်အတွက်ပူပန်နေလားနိုင်ငံခြားသွားဖို့လားယာရုတိုးဖို့လားစသဖြင့်နော်။ဘာအကြောင်းကိစ္စအတွက်ပဲပူပန်တော့ကရောက်နေကြပါစေတဲ့။တနင်္လာသားသမီးတွေအတွက်2026ဒီမီးကိုရေနဲ့ငိမ့်တက်လိုက်ဆိုပဲဘဝကံတရားကြောင့်အေးချမ်းသွားမယ်ကံစားတာမျိုးရှိပါတယ်။နံပါတ်1ကဒင်းတော်သားသမီးတွေက2026ခုနှစ်မှာဖရားတရားတွေပို့ပြီးတော့လှုပ်ဖြစ်မယ်။ဘာသာရေးတွေပို့ပြီးတော့လှုပ်ဖြစ်မယ်။အလှူအတန်းတွေပို့ပြီးတော့လှုပ်ဖြစ်မယ်။ဘဝရဲ့အေးချမ်းရာအေးချမ်းကြောင်းအကျင့်ဆရဏကောင်းတွေကိုပို့ပြီးတော့လှုပ်ဖြစ်မဲ့ကံတရားမျိုးရှိတဲ့နှစ်မျိုးဖြစ်ပါတယ်။အဲ့တော့အဲ့ဒီမှာအထူးသတိထားမှာတော့ဘာလှုပ်မေသိမပฏิပဒါပဲကောင်းတာပေါ့နော်။အေးချမ်းတယ်ဆိုတာရင်လည်းမေသိမပฏิပဒါကောင်းတာပေါ့။အရင်လောကီကိုစိတ်ကုံသွားတာတို့မိသားစုကိုစိတ်ကုံသွားတာတို့လောကီတွေမိသားစုတွေကိုစိတ်ကုံပြီးတော့ငွေကြေးတွေကိုစိတ်ကုံပြီးတော့ကြောခိုင်းသွားတာမျိုးမဖြစ်အောင်ကိုယ့်ကိုယ်ဂရုစိုက်ဖို့လိုအပ်ပါတယ်နော်အဲ့ဒါလေးကတော့ဘဲလန့်ဖြစ်အောင်ဘာပဲဖြစ်ဖြစ်မိသားစုတွေကိုလည်းပြန်ပြီးတော့ကြည်တင်တယ်မေသိမပฏิပဒါအလဲအလတ်ဖြစ်အောင်ကြိုးစားအထုတ်တင်တယ်လို့အကြံဉာဏ်ပေးခြင်းပါငွေကြေးနဲ့ပတ်သက်ရင်ငွေကြေးတွေပူပင်တော့ကကင်းမယ်ငွေကြေးဥစ္စာပစ္စည်းတွေပေါ်ကျွယ်ဝမယ်အဖက်ဘက်ကနေအဆင်ပြေမယ်ကံကောင်းမယ်စိတ်တော့ကုန်မသွားနဲ့နော်စိတ်ကုန်မသွားလို့မရနံပါတ်3ကတော့ကျမ်းမာရေးမှာကြတော့ကျယ်ပွင့်10ပွင့်တဲ့ကျယ်ပွင့်10ပွင့်ဆိုတော့ကောင်းတာပေါ့အဲ့တော့2026ခုနှစ်မှာတင်းလာသားသမီးတွေဟာကျမ်းမာရေးကောင်းမဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့ကျမ်းမာရေးညံ့နေတဲ့တင်းလာသားသမီးတွေအတွက်ဆိုရင်ကျမ်းမာရေးအတွက်စိုးရင်စရာမရှိဘူးစိတ်ပူစရာမရှိဘူးကျမ်းမာရေးတွေပြန်လည်ပြီးတော့ကောင်းမွန်ဖို့တိုးတက်ဖို့ရှိတာနောက်တင်းလာသားသမီးလူငယ်တွေထဲမှာပညာရေးကိစ္စတွေသင်တန်းကိစ္စတွေစာမွေးကိစ္စတွေအတွက်အပတ်တကုတ်ကြိုးစားအားထုတ်နေတဲ့တင်းလာသားသမီးတွေဆိုရင်မိကြိုးစားအားထုတ်တဲ့အရာဟူသမျှအကျိုးရလဒ်ဖြစ်ထွန်းမယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စ